တီပြေးနှင်းဆက်မြက်ဖြားပေါင်းမိန်ကြားမှာထွန်သွားကလေးနဲ့ထွန်ကျင်တယ်ညီသားရဲရဲပဲနှမ်းကျဲလို့ကံမြဲတဲ့ချမ်းမှာပြောကျင်တယ်ဂျိုးကူတန်ကြားငှက်ခါတွန်တန်စားကလေးပြန်တဲ့တာလယံမှာအိတ်ချင်တယ်နေ့လည်နေပြီးကြောလျားခင်းကထမင်းလုံးစီတရေးမိပြီးလက်ဖက်ရည်ဝိုင်းတင်းကျူဝိုင်းမှာမိုင်းခိုင်းပြီးတကစာတက်လေဒီတောမီတချပန်းနိတာတို့ကျန်းစွာတူထွားညင်းစရာကိုယုကဟန်ပါပါနဲ့အပိဓမ္မာပွဲမှာနှွေးခြင်းနဲ့ညနေညိုတော့ဆရာအိုရဲ့ဘင်းကျိုအတော်တရောပုံတန်စိတ်ရှင်ယူပြီးဖျားဖူးခြင်းစိတ်ကိုငြိမ်တော့ပိန်ဖောင်းမှန်လို့အိတ်ခြင်းနဲ့မနက်လင်းတော့ခမင်းညံကလွေးမြဲအစာလွေးပြီးကမှနွားပြတရှင်ထုံတဲ့စင်းနဲ့ရာကင်းရထုံသွားခြင်းနဲ့ယခုအခါငါရွာနေဝေးတီကြီးတိုင်းချငါရောက်သွားတော့ဘာများတတ်နိုင်ပါလဲကွယ်